ရုရှားရဲ့ကျူးကျော်စစ်တမ်းကိုခံရတဲ့ယူကရိန်းနိုင်ငံရဲ့သမ္မတကဘလို့လူမျိုးပါလဲယူကရိန်းပြည်သူအများစုကထောက်ခံကြသလိုကမ္ဘာတစ်ဝန်းကပြည်သူတွေကလည်းအတူရပ်တည်ပေးခဲ့ကြတဲ့ဗလာဒီမာဇာလန်စကီရဲ့ဖြစ်တည်မှုတွေကိုဒီကနေ့တင်ဆက်ပေးချင်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားခဲ့ဖို့ကိုလည်းမမေ့ပါနဲ့နော်ဗလိုဒီမီယာဇာလန်စကီကို1988ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာဂရီဘရီရေးမြို့မှာမွေးဖွားလာခဲ့တာဖြစ်ပါတယ်အဲဒီချိန်တုန်းကတော့နိုင်ငံဟာဆိုဗီယက်ပြည်ထောင်စုတွင်းကယူကရိန်းဆိုရှယ်လစ်သမ္မတနိုင်ငံဖြစ်ပါတယ်ဇာလန်စကီဟာကီးရဲ့အမျိုးသားစီးပွားရေးတက္ကသိုလ်ကနေဘွဲ့ရခဲ့သူတယောက်ဖြစ်ပြီးဟာတာတရုတ်ဆောင်အနေနဲ့ရုပ်ရှင်တွေမှာပါခဲ့ဘူးသူလည်းဖြစ်ပါတယ်NGO တခုမှာယူမောချင်းဖွဲဆိုတဲ့တင်တစ်ခုကိုတီထောင်ခဲ့တယ်လို့ရုပ်ရှင်ဇာတ်ကား10ကားထက်မနည်းမှာပါဝင်ခဲ့ပြီးတော့အမျိုးသားရုပ်မြင့်တန်ကြားစုပေါင်း30ထက်မနည်းကိုရရှိခဲ့ပါတယ်ဒါပြင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေနဲ့မီဒီယာဖိုရမ်တွေမှာလည်းစိုးတွေရရှိခဲ့သူတယောက်ဖြစ်ပါတယ်ဒီလိုလူတွေကိုယူမောစေခဲ့တဲ့ဟာတာတရုတ်ဆောင်ဇာလန်စကီဟာ2003ခုနှစ်မှာအိုလန်နာဂီရက်ရှ်နဲ့လက်ထပ်ခဲ့ပြီးတော့သားသမီး2ယောက်ထွန်းကားခဲ့ပါတယ်ဟာတာတရုတ်ဆောင်ဖြစ်ခဲ့ပေမဲ့နိုင်ငံရေးကိုဇဝင်စားတဲ့ဇာလန်စကီဟာ2018ခုနှစ်ဒီဇင်ဘာလမှာတော့သူဟာရွေးကောက်ပွဲမှာသမ္မတလောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်မယ်လို့ကြေညာခဲ့ပါတယ်နိုင်ငံရေးနယ်ပယ်ကမဟုတ်ပေမဲ့အော်စရာကောင်းလောက်မယ်ရွေးကောက်ပွဲမှာမဲရည်အတွက်83.23%ရာခိုင်နှုန်းနဲ့သမ္မတဟောင်းပထရိုပိုရိုရှန်ကိုအပြတ်တက်အနိုင်ရလိုက်ပါတယ်2019ခုနှစ်မေလမှာဇာလန်စကီဟာသမ္မတတာဝန်ကိုတရားဝင်ရယူခဲ့ပြီးတဲ့နောက်ပြည်စည်းရွေးနေတဲ့အစိုးရအဖွဲ့ကိုပြင်ဆင်ဖို့စ조사ပါတော့တယ်ဒါပြင်သမ္မတဟောင်းပထရိုပိုရိုရှန်ရဲ့လက်ထက်မှာရှိခဲ့တဲ့အစိုးရအဖွဲ့တွင်အာဂရိမှုနဲ့ချင်းပြတ်ခြားစားမှုတွေကိုပြင်းပြင်းထန်ထန်တိုက်ဖြတ်ခဲ့ရမှလည်းနာမည်ကြီးလာခဲ့ပါတယ်သမ္မတတာဝန်စတင်ယူခဲ့တဲ့ချိန်ကစလို့နိုင်ငံတော်မှာရှိတဲ့ယူကရိန်းနဲ့ရုရှားစကားပြောသူတွေကြားမှာလည်းညီညွတ်မှုရှိစေရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်ဒါပြင်သူ့ရဲ့မဲဆွဲကာလမှာဂရီးပြုခဲ့တဲ့ရုရှားနဲ့ယူကရိန်းပြည်ပကအဆုံးသတ်စေရေးအတွက်လည်းရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွဲဆုံညှိနှိုင်းဖို့ကြိုးပမ်းခဲ့ပူပါတယ်ဒါပေမဲ့တစ်ဖက်မှာအနောက်ဥရောပနိုင်ငံတွေစိုးပွက်ထားတဲ့နေတိုးဖွဲ့ဝင်ဖြစ်ဖို့ကိုလည်းခြေလှမ်းနေတဲ့ဇာလန်စကီကိုတော့ရုရှားသမ္မတပူတင်အနေနဲ့လုံးဝသဘောမကျခဲ့တာတော့အမှန်ပဲဖြစ်ပါတယ်ရုရှားအနေနဲ့ယူကရိန်းရဲ့လောင်စာတန်ငွေအပါအဝင်တတုဒူဘောတာတွေကိုလက်ဝဲကြီးအုပ်ချတာကတကြောင်ဆိုဗီယက်နိုင်ငံတွေအနေနဲ့အနောက်ဥရောပရဲ့လွှမ်းမိုးခံရမှုကိုစိုးရိမ်တာကတကြောင်ကြောင့်ခရိုင်းမီးယားဒေသကိုခြေကုပ်ထားနိုင်တဲ့ရုရှားတို့ဟာ2022ခုနှစ်မှာတော့ယူကရိန်းနိုင်ငံကိုစတင်ကျူးကျော်လာခဲ့ပါတော့တယ်ဒီကျူးကျော်စစ်တွင်းမှာဇာလန်စကီဟာယူကရိန်းပြည်သူတွေအတွက်အုပ်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ US ပါဝင်အနောက်ဥရောပနိုင်ငံတွေရဲ့လုံခြုံရေးမှကန်ချက်နဲ့စစ်ရေးဆိုင်ရာထောက်ပံ့တွေရဖို့လဲတောင်းဆိုခဲ့ပါတယ်။ဒါပြင်စစ်ပွဲကာလအတွင်းမှာသူ့ရဲ့အုပ်ဆောင်မှုကိုနိုင်ငံတကာကလည်းအသိမှတ်ပြုချီးမွမ်းခဲ့ကြပြီးတော့ယူကရိန်းဒေါ်လာရေးရဲ့တင်ကေတာတစ်ခုဖြစ်တောင်ဖော်ပြခဲ့ကြပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့လက်ထက်မှာယူကရိန်းနဲ့အတော်လေးဆက်ဆံရေးကောင်းမွန်ခဲ့တယ်လို့ US ရဲ့ဗန်ပိုးမှုတွေကြောင့်လည်းရုရှားဘက်ကထိုးစစ်မှာကြီးမားတဲ့ဟန်တားတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပြင်အနောက်ဥရောပနိုင်ငံတွေအနေနဲ့ရုရှားတို့ယူကရိန်းကိုကျူးကျော်ပြီးပိုလန်နဲ့ဆက်မြင်းထိကတ်လာမှာကိုစိုးရိမ်တာကြောင့်နေတိုးဘက်ရဲ့စစ်ရေးထောက်ပံ့တွေလည်းအများကြီးရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုထောက်ပံ့တွေများစွာရခဲ့တဲ့ဇာလန်စကီနဲ့ယူကရိန်းပြည်သူတွေဖို့2024ခုနှစ်ဂျိုးဘိုင်ဒန်သမ္မတတက်တန်ကုန်ဆုံးတဲ့ချိန်မှာတော့သူတို့အတွက်အပြောင်းလဲတစ်ခုစတင်ကြုံတွေ့ရပါတော့တယ်။ဒါကတော့2025မှာအိမ်ဖြူတော်ကိုဒုတိယကြိမ်ခြေချခွင့်ရလာတဲ့သမ္မတထရန့်ကရုရှားနဲ့ယူကရိန်းစစ်ပွဲကိုဆုံးသက်မယ်လို့ကြွေးကြော်ခဲ့တယ်လို့ယူကရိန်းကိုထောက်ပံ့မှုတွေလည်းရပ်ဆိုင်းဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာဇာလန်စကီတို့ကပိုဆိုးစေတာကတော့ထရန့်ဟာပူတင်နဲ့နှိစပ်ဖို့လက္ခဏာတွေပြသခဲ့တယ်လို့ယူကရိန်းကိုလည်းစစ်ပွဲရပ်တန့်ရေးတစ်ဖက်သက်ဖိအားပေးခံရတာပဲဖြစ်ပါတယ်။ဒါပြင်ယူကရိန်းသမ္မတဇာလန်စကီဟာရွေးကောက်ပွဲမလုပ်ဘဲတိုင်းပြည်ကိုချုပ်ကိုင်ဖို့စ조사နေတဲ့အာဏာရှင်လို့တောင်ဆွဆွဲပြောဆိုလိုက်ပါသေးတယ်။ပုံမှန်အဖြစ်တော့2019ခုနှစ်ကသမ္မတတာဝန်ယူခဲ့တဲ့ဇာလန်စကီဟာ2024ခုနှစ်မှာတက်တန်ကုန်ဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့ရုရှားကျူးကျော်မှုတွင်ရေးပေါ်ဆဲအုပ်ချုပ်ရေးကြီးညာထားတဲ့ယူကရိန်းမှာရွေးကောက်ပွဲလုပ်ဖို့ဆိုတာကအတော်လေးမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ကမ္ဘာတစ်ဝန်းကနိုင်ငံရေးတိုးတက်တွေကလည်းမှတ်ချက်ပြုထားကြပါတယ်။ထရန့်နဲ့သူ့ရဲ့အစိုးရအဖွဲ့ကတော့ဇာလန်စကီဟာသူတို့ရဲ့ထောက်ပံ့နေတဲ့စစ်ပွဲကိုအများထုတ်ခဲ့တဲ့အာဏာရှင်ငြိမ်းချမ်းရေးကိုမလိုလားတဲ့သူဆိုတဲ့ပြစ်တင်ချက်တွေနဲ့ဖိအားတွေပေးနေဆဲဖြစ်ပါတယ်။ဒါပေမဲ့ရုတ်တရက်အလဲပြောင်းနေကြောင်ဖိအားချက်တွေရင်ဆိုင်နေရတဲ့ဇာလန်စကီဖို့ဥရောပနိုင်ငံတွေရဲ့ဆက်လက်ထောက်ပံ့မှုကတက်ရှုပေါင်းတစ်ခုတော့ရသွားစေခဲ့ပါတယ်။ဒါပြင်ယူကရိန်းပြည်သူတွေနဲ့အတူတူကရပ်တည်ကြောင်ကမ္ဘာတစ်ဝန်းကပြည်သူတွေကလည်းခိုးတီဝင်းရံထောက်ခံအားပေးနေကြဆဲလည်းဖြစ်ပါတယ်။ဇာလန်စကီတို့ကတော့အချက်တဲလမ်းစုံလမ်းကွာမှာရောက်နေပြီဖြစ်တယ်လို့ယူကရိန်းပြည်သူတွေရဲ့အနာဂတ်ဟာလည်းရှေ့ဆက်ပြီးတော့ဘယ်လောက်ထိခက်ခဲသွားမလဲဆိုတာကတော့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ဇာလန်စကီဟာတကယ်ပဲစစ်ပွဲမှာအများထုတ်ခဲ့တဲ့သူလား။ယူကရိန်းရဲ့ဒေါ်လာရေးကိုဦးဆောင်နေသူလားဆိုတာပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာရေးပေးခဲ့ပါဦးဗျာ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။